ဓမ္မတရားတွေကိုလောက၌မပပြောက်ရစေဖို့အနိကထောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါတုံ့တင်တတ်သောမြတ်တာငါလူဘဝခဏရတဲ့အခိုက်ဓမ္မဗုဒ္ဓရဲ့တရားနဲ့မွေးတာငါ220ခွနှစ်သွေးဝိနည်းသိက္ခာရဲ့စောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုအတော်ရှိရန်ရည်ရွယ်